ခုနကတော့ high sim ရဲ့အပိုင်း3ကိုစစ်ပါမယ်နော်ခုနကတော့ပြောခဲ့တဲ့ high severity incident management ဆိုရင်သူ့ရဲ့ process ကိုတက်တက် follow လုပ်ရမယ်မှာ war room join မယ်ပေါ့နော် war room လေးကိုဒီလိုအပ်တဲ့ stakeholder တွေအကုန်လုံး technical lead တွေအကုန်လုံးကိုဆက်ခေါ်လိုက်မယ်ဆက်ခေါ်လိုက်ပြီးဆိုလို့ရှိရင်ဒီ incident response time SLA meet အောင်လို့တည်စားရမယ်နောက်တစ်ခုကကျတော့ incident resolution ပေါ့ incident resolution ဆိုတာတဲ့ service ကို restore လုပ်ဖို့ရအတွက်တက်နိုင်တဲ့မြန်မြန် restore လုပ်ဖို့ incident management ရဲ့ objective ကဘာလဲဆိုလို့ရှိရင် service ကိုသူ့ level ရှိတဲ့ level ရအောင်restore လုပ်ချက်ချင်းမြန်မြန် restore လုပ်နိုင်မှုဟာ incident management ရဲ့ objective ပဲ purpose ပေါ့ရည်ရွယ်ချက်ပေါ့အဲ့ဒါ troubleshooting လုပ်ရင်းနဲ့ဒီပိုင်းနဲ့ဖြစ်နိုင်တဲ့background solution တွေကိုချက်ချင်း execute လုပ်မယ်တခါတလေကြားလို့ရှိရင်သူကchain တစ်ခုလုပ်ဖို့လိုတဲ့အခါမျိုးတွေလည်းရှိတယ်အဲ့ဒီခါကြောင့်လို့ရှိရင်ဒီ incident management နဲ့ chain management ရဲ့ integration ကအဲ့မှာရောက်လာပေါ့နော်အဲ့ဒါတော့ chain ဒီ emergency chain တစ်ခုမြန်မြန် raise လုပ်ပြီးပြီဆိုလို့ရှိရင် chain management process emergency chain management process ကိုမြန်မြန် follow လုပ်ပြီးတော့အဲ့ incident ကိုface လုပ်မှာပေါ့နော်အဲ့နောက်တစ်ခုကဘာရေးကြီးလဲဆိုလို့ရှိရင် restoration time ပေါ့အဲ့ဒါတော့ incident လို့ပြောလိုက်တယ်ဆိုလို့ရှိရင် incident restoration time ဒီအဓိကkey action လေးဖြစ်တဲ့ service level agreement ဖြစ်တဲ့ပုံမှန်ဆိုလို့ရှိရင် P1 ဆိုရင်ဘယ်နှမိနစ် P2 ဆိုရင်ဘယ်နှမိနစ်ဥပမာပေါ့နော်မိနစ်30ဒါမှမဟုတ်ရင်မိနစ်60ပေါ့တနာရီပေါ့အစရှိသဖြင့်အဲ့လိုမျိုး define လုပ်လို့ရှိကြတယ်အဲ့ကြတော့ incident ဒီ ticket ဖွင့်တယ် response လုပ်တယ် troubleshoot လုပ်တယ်ပြီးရင် service workaround solution တွေ execute လုပ်တယ်အဲ့ဒီအပြင်တခြားဘာတွေလိုအပ်သေးလဲနောက်ထပ်အရေးကြီးတာနှစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ incident notification ရဲ့ incident ကို update ရဲ့ဂျာနယ် update လို့ပဲခေါ် database ဒီ knowledge base update ပဲခေါ်ပေါ့နော်အဲ့ notification လုပ်ဖို့ရအတွက်ဘယ် stakeholder တွေကိုဘယ်အချိန်မှာ notify လုပ်ရမလဲဆိုတော့အဲ့ဒီ notification matrix တွေကိုလည်းကြိုးပြီး define လုပ်ထားရတယ်နောက် update လုပ်မယ်ဆိုလို့ရှိရင်လည်းဥပမာ P1 ဆိုလို့ရှိရင် every 50 minutes မှာဒီသူ့ရဲ့ ticketing system နဲ့မှာသွားပြီး update လုပ်မယ်အဲ့ဒီ update လုပ်လိုက်တဲ့ဟာတွေကနေပြီးတော့ကျတော့ automation နဲ့ပေါ့နော် SMS နဲ့ဒီတက်မှတ်ထားတဲ့ key stakeholder တွေရဲ့ mobile number တွေစီကို auto ပို့ပေးတာမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်း manual ပေါ့ဒီ incident management update format ရှိရမယ်ပေါ့အဲ့ format ထဲမှာဒီဘာအခုချိန်မှာဘာလုပ်နေတယ်ဘယ်ချိန်မှာဘယ်သူကဘာလုပ်တယ်ဆိုတော့ update တွေကိုလည်းဒီပုံမှန်ပို့နေဖို့ပေးနေဖို့လိုတယ်ပေါ့နော်အဲ့ဒါ notification နဲ့ update ကလည်းအများကြီးကြီးပါတယ်